ကုကဘောအောင်စီစဉ်တင်ဆက်တဲ့နိုင်ငံတကာသတင်းသုံးသပ်ချက်ဖြစ်ပါတယ်ရှင်အခုတော့အမေရိကန်ပုံရိပ်များအစီအစဉ်ဖွင့်ပြဖို့အလှည့်ရောက်ပါပြီကချင်ပြည်နယ်ကစစ်မဲ့ဖြစ်ပွားရာဒေသတွေမှာလှည့်လည်ပြီးတော့ဆေးကုသစောင့်ရှောက်မှုပေးနေတဲ့ကျောဘိုးရီထန်စေတနာဆေးဝန်ထမ်းတယောက်ကမှတ်တမ်း diary ကိုပြန်လည်ထုတ်လွှင့်တင်ဆက်ပေးပါမယ်ရှင်မဆန္ဒစီစဉ်ထားတာဖြစ်ပါတယ်နာမည်တီအခါလို့ခေါ်ပါတယ်အခုလက်ရှိဒီဝန်ပေါင်းနင်းထွဲမှာပေါ့ဆေးဝန်ထမ်းအနေနဲ့တာဝန်ယူလုပ်ဆောင်နေတယ်ခုနောက်ပိုင်းမှာစစ်တေဒုက္ခတွေလိုက်ကြည့်ပေးနေအဲ့ဒီစစ်တေတဲ့နေရာစီကျမတို့တွားတယ်ဟိုရင်လာရင်ဖက်တွားတယ်လာရင်ဆိုတာဒီတရုတ်ပြည်ချမ်းပေါ့နော်အဲ့မှာရွာပေါင်းအများကြီးပဲအဲ့မှာနေတဲ့လူတွေကစသည်ထရနေရတနင်္ဂနွေနေ့ကျမတို့ဆိုင်ကယ်နဲ့တွားလိုက်တယ်ဆရာမတယောက်နဲ့ဆေးဆရာမကကျမပြီးတော့ဒီဆိုင်ကယ်မောင်းပေးတဲ့လူငယ်နှစ်ယောက်နဲ့နားတအားဆိုးတယ်ချို့နေရာမှာဆင်းလျှောက်ရတယ်ရှင်းပွဲတွေတအားများတော့လမ်းလျှောက်မယ်ဆိုရင်လည်းသူကတအားဝေးတယ်မိုးတအားရွာတော့ကျမတို့နည်းနည်းကြာသွားတယ်ပေါ့အဲ့မှာအဓိကရောက်လာတဲ့လူတွေကကလေးနဲ့မိခင်တွေပဲပေါ့နော်သူတို့အများတော့အားဖြင့်ကလေးတွေကဒီချောင်းဆိုးတယ်ပြီးတော့ဒီအရေပြားနဲ့ဆိုင်တဲ့ဟာပေါ့ရားတာတို့ဘာလို့သူတို့တအားဖြစ်ကြတယ်မိုးရွာတော့သူတို့ရွာကိုကြည့်လိုက်တဲ့အချိန်မှာတော့ရေကနောက်လာလေချောင်းကနောက်တော့ကလေးတွေကိုအဲ့လိုမျိုးပဲရေချိုးပေးတယ်ထင်တာပဲကလေးတွေကရားတာတို့တအားဖြစ်တယ်လူကြီးတွေကြတော့လဲမောတာပေါ့နော်အိမ်မရတာတို့တွေ့ရတယ်ကိုဝင်ဆောင်မိခင်လည်းတွေ့ရတယ်တချို့ကကိုဝင်ဆောင်နေရင်းနဲ့ဒီမကောင်းတာတို့ပေါ့နော်အမျိုးချောင်းဆိုးတာတို့ပြီးတော့လဲသူတို့ရဲ့ရင်ကမွေးခဲ့တဲ့ကလေးနဲ့အခုပြန်ဆောင်ထားတဲ့ကလေးနဲ့တအားနီးလို့တော့အမေကပြေးအားနေနေတဲ့ပုံစံတွေပေါ့နော်ပုံရင်းစုပ်ဆိုလဲရွာဖက်မှာလဲကျမသွားတယ်နိုင်ချရာနဲ့9နာရီခွဲကနေထပ်သွားတယ်10နာရီခွဲကျော်ဆိုကျမတို့ပုံမှန်ရောက်လာတဲ့ဆေးရင်ကူတာပေါ့နော်လူနာတွေကိုသူတို့ခေါ်ထားပေးတယ်အဲ့နာရွာတွေအခုကဒီနေ့ကဆေးဆံမတွေလာတယ်ကလေးတွေလည်းခေါ်ခဲ့ကြပါချားနာတဲ့လူတွေလည်းအားလုံးလာခဲ့ကြပါဆိုတော့သူတို့စုထားပေးတယ်ဆေးကူရင်းနဲ့ဆိုညနေ2နာရီ3နာရီအလောက်နေပါမှမိုးကလည်းတအားရွာတယ်ဆိုတော့လမ်းမှာလည်းပြန်နာဆိုတော့ညနေ2နာရီခွဲ3နာရီလောက်မှဒီနိုင်ချရာပြန်ရောက်တယ်ပေါ့ပုံရင်းစုပ်ဆိုလဲရွာဖက်မှာတွေ့ရတာတော့ချားတက်ပြီးတော့ချောင်းဆိုးတာတော့အချဲတက်ပါပေါ့နော်ကလေးနဲ့မိခင်ကအဲ့လိုမျိုးဖြစ်တာများနေတာတွေ့ရတယ်အဲ့ဘာကြောင့်လဲဆိုတော့တချို့ကစစ်ပြေးလာတယ်ဆိုတော့ကလေးတွေကလည်းအင်ဂျီအဝတ်စားတွေတချို့ကတော့များမယူနိုင်ဘူးတချို့ကမရှိဘူးအဲ့နဲ့ကလေးတွေဆိုပြင်တလုံးနဲ့ထားတာတော့လည်းရှိတယ်ရေတွေလည်းမတန်ဘူးပေါ့နော်သူတို့သူများအိမ်မှာစစ်ပြေးမှလာတဲတယ်ဆိုတော့ဆက်ဆက်အရာတော့ခက်ခဲရှိတာပေါ့မိုးကလည်းရွာကလေးတွေကပုံမှန်အဆုတ်တွေဖြစ်ပြီးတော့လည်းနေပူပြီးဆိုရင်လည်းတအားပူတာဒီဘက်မှာအဲ့လိုမျိုးဖြစ်တော့ကလေးတွေကမခံနိုင်ဘူးအဲ့ဒါနဲ့ဒီအသက်ရှူလမ်းကြောင်းကတော့ပိုအဖြစ်များနေတာကိုတွေ့ရတယ်တော့လဲသူတို့နေရလဲပြပြတက်တက်နေရတာကိုခုဆက်မိုးကဒါများတော့ဒီအာဟာရလဲစားလည်းမလုံလောက်ဘူးလေခုကစစ်ပြင်းနေရတဲ့ချိန်ဆိုတော့ပတ်စံလည်းမရှိဘူးဆိုတော့သူတို့ဝယ်စားရမယ့်ဟာလည်းမရှိဘူးထမထတဲ့ဟာနဲ့ကျမတို့ဒီရလာကြည့်တဲ့ဟာနဲ့ပပနဲ့ပဲစားဆိုတော့ကလေးတွေလည်းအာဟာရပြတ်တဲ့ဟာနဲ့ပဲကိုခံအားမကောင်းလာတော့ကုဆက်မှုကပုံမှန်များလာတာကိုတွေ့ရတယ်ပြီးဝင်းလျှောတယ်ဝင်းကြိုက်တယ်သူတို့ဝင်းသွားတဲ့ချိန်မှာတွေးတယ်အချဲတွေပါတာပေါ့နော်အဲ့လိုမျိုးတွေကိုဝင်ဆောင်မိခင်လည်းဖြစ်တာတွေ့ရတယ်အင်တာကလည်းမတန်းရှင်းအဲ့မှာသူတို့အားလုံးဝိုင်းတက်အဲ့ဒီအင်တာကတစ်ခုတည်းဆိုတော့အဲ့မှာဝင်းကြိုက်လာလည်းတအားများလာတွေ့ရတယ်မိသားစုမှန်တယ်မတိတဲ့လူတွေလည်းအများကြီးရှိတာပေါ့နော်ကလေးက9လပဲရှိသေးတယ်သူ့ရဲ့ဘိုက်ထဲမှာကလေးက6လရှိနေပြီအဲ့လိုမျိုးတွေပြီးတော့လဲတချို့တော့ကလေးမလို့ချင်ဘူးပေါ့ဘိုက်ထဲမှာတော့ကလေးရှိနေပြီအဲ့ဒါစစ်ပြေးလာတော့ဒုက္ခတွေတအားကြုံလာပြီသွားလာရေးစားရေးတောက်ရေးလည်းနေတဲ့နေရာတွေလည်းခက်ခဲလာတယ်မိသားစုကလည်းတကွဲတပြားအဲ့လိုမျိုးတွေဆိုတော့တချို့ကလည်းကိုဝင်ချက်ထနေဆိုမှလာတဲ့လူလည်းကျမတို့ကြုံရတယ်ပေါ့နော်ကျမတို့ကိုယ်တိုင်တော့အဲ့လိုမျိုးမခက်ပေးဘူးပေါ့ယူလိုက်ပါဘယ်တတ်နိုင်မလဲကျမတို့လည်းဒီကနေတတ်နိုင်တယ်လို့ကတော့ကိုကြီးဆောင်းရှောက်ပေးမယ်ဘာမှအားငယ်စရာတော့မလိုဘူးလို့သူတို့အားပေးစကားပြောတာပေါ့ပြောရင်လည်းသူတို့ကမရဘူးသူတို့ဒီမှာတက်လောက်လိုက်တဲ့ဟာတွေလည်းကျမတို့ကြုံခဲ့ရတယ်ပေါ့နော်
ရှင်ပေါ့ဒီမှာတော့ဒီမှာလာတဲ့ချိန်မှာကျမတို့ကိုတွေးတာတူနေတယ်ပေါ့ဆရာမလည်းလာကြည့်ပေးပါအောင်ဆိုလို့လာခေါ်တဲ့ချိန်မှာကျမတက်ကြည့်တဲ့ချိန်မှာအဲ့ဒီကလေးကပြတ်ကျနေပြီ9လနီးပါးလောက်ရှိပြီပေါ့နော်အင်္ဂါတွေကအားလုံးပြည့်စုံနေတဲ့ချိန်မှာကျမအဲ့ဒီကလေးကိုတက်ကြည့်တဲ့ချိန်မှာဒါဝန်နေနေတယ်ပေါ့နော်ဒီမျိုးဖြစ်ရတာပေါ့နော်ဘလို့ပြောလဲဒီတော်ရဲ့အဲ့ဒီကဒီမျိုးချိန်နေတော့ဒီကလေးတွေကဒီလိုမျိုးခံစားရတယ်ပေါ့ဆိုမှကျမဒါဝန်နေနေပါလေတို့လည်းဘလို့ပြောလဲဒီခတိနဲ့မရလည်းဒီညာကြီးလည်းအလောက်ချင်းမတက်ဘူးပေါ့နော်ပြီးတော့လည်းတကယ်စတီးရနေရတယ်ဆိုတော့တို့လည်းအဲ့လိုမျိုးဆုံးဖြတ်လိုက်တာတွေကိုကျမတို့တွေ့ရတော့အစိတ်ကောင်းပြီအဲ့တခုတော့ကျမတာမမေ့နိုင်ဘူးပေါ့နော်ကျမဘာမှမဟုတ်အဲ့တော့အဲ့ဒီရှိတဲ့ဟာနဲ့လည်းမလောက်တော့ဘူးဟိုအဲ့နဲ့ကျမတို့နှိစက်ရလူမှုအဖွဲ့အစည်းကနေကူညီလိုက်တောင်းတယ်အဲ့မျိုးတောင်းတော့တချို့ကလူပေးတာတော့ရှိတယ်တချို့ကဆေးဝယ်ပို့ပေးတာတော့ရှိတယ်အဲ့မျိုးကူညီနေကျမတို့ကစစ်ပြေဒုက္ခတွေချမ်းသာတဲ့လူကိုပြုစုဆောင်ရှောက်ပေးတာပေါ့အခုလည်းရှိတဲ့ချင်းမှာဈေးကတော့ခက်ခဲရှိတာပေါ့ဈေးကဒီဘက်မှာဆိုတည့်တဲ့အတိုင်းပဲဈေးတွေကလည်းတအားမြင့်လာတော့ဈေးဝယ်ဖို့လည်းခက်ခဲတော့တအားရှိတာပဲကျမတို့လည်းဆေးကိုတတ်နိုင်ကြတော့ထွေတာပြီးမှသုံးတာပဲလူနာကတော့တနေ့ကိုကျမတို့ဒီမိုက်ကြာရမှာပဲပေါ့နော်ရောက်20ပတ်ဝန်းကျင်မှာကျမတို့ပြုစုပေးတယ်ပေါ့နော်အဲ့ဒါအများတော့အဖြစ်ရောက်လာတဲ့လူနာကဒီစစ်ပြေးပြီးမှရောက်လာတဲ့လူနာကအများဆုံးပဲဆိုတော့စိတ်အားငယ်နေတဲ့လူတွေလည်းအများကြီးရှိတာပေါ့သူတို့စိတ်ပိုင်းဆိုင်ရာမှာလည်းကိုယ်အိမ်ချမ်းတွေထပ်ပြေးလာရတယ်ဆိုတော့စိတ်မပျော်တဲ့ပုံစံနဲ့လာတဲ့လူတွေဆိုဆေးနည်းနည်းလေးနဲ့အားဆေးလေးနဲ့ပြီးလိုက်ဒီမှာသူတို့ကိုယ့်ရဲ့တိုင်းပြည်ရဲ့အခြေအနေကဒီမျိုးကြောင့်ဒီမျိုးဖြစ်တာပေါ့နော်အဲ့လောက်ကြီးတော့စိတ်အားမငယ်နဲ့အဲ့မျိုးအဘစ်ကားတွေပါလေပြောပြီးမှသူတို့ရဲ့ဒီပျော်ရွှင်မှုကိုရသွားတဲ့အချိန်မှာကျမတအားစိတ်ပျော်တယ်ပေါ့နော်ဒီတော့လည်းဆေးကုပေးတဲ့အချိန်မှာလည်းသူကဆရာမရေးတတာလာပြီဆိုရင်လည်းကျမတအားစိတ်ပျော်တယ်ကျမရဲ့ဒီစေတနာဝန်ခံပေါ့နော်သူတို့ကူညီပေးရဒီနူးမိတယ်ပေါ့နော်မဆန္ဒရဲ့အမေရိကန်ပုံရိပ်ဖြစ်ပါတယ်ရှင်အခုဆက်လက်ပြီးတော့ဆရာဦးဝင်းဖေရဲ့ဝင်းဖေ